မိမိခရံဒီပေါက်မီကိုရောင်းတာဘသူ့ကိုမှအတိပေးစရာမလိုပေမဲ့ကျွန်တော်ပြောပြပေးတဲ့အခွန်၃မျိုးကိုတော့အရင်ဦးဆုံးတည်ထားဖို့လိုပါတယ်အရန်မလုံလိုက်ပါနဲ့ငွေတွေအလကားဆုံးရှုံးသွားမှာဆိုလိုပါတချို့သောပုံကိုယ်တွေကဆယံပဲဆိုပြီးတော့ပေါ့လေးစာချုပ်ချုပ်တတ်ပါတယ်ဒါကလုံးဝမှားနေတဲ့အမှားကြီးပါဆယံစာချုပ်ချုပ်ကြတဲ့ကပြက်ပြက်သားသားလုပ်ပါဘသူကတော့ဘလို့အခွန်ဆောင်မလဲဆိုတာကိုအတီလင်းစာချုပ်ထဲမှာထည့်ရေးပါဒီလိုမှမရေးဘူးဆိုရင်နောက်တစ်ချိန်မှာရန်ဖြစ်ကိန်းမြင်နေလို့ပါကဲဒါဆိုရင်ဘသူတွေကဘာတွေစောင့်ကြရမလဲရှင်းရှင်းလေးပဲမှတ်ထားလိုက်ပါနံပါတ်1ကရောင်းကုန်ကတော့ရောင်းချငွေရဲ့ 10% အမြတ်တော်ပုံကိုဆောင်ရတာဖြစ်ပါတယ်ဥပမာ3,400မြတ်ရင်3,400ဆောင်ရမှာဖြစ်ပါတယ်နံပါတ်2ကဝယ်သူဘက်ကဝယ်ကွန်ဆောင်မှာဖြစ်ပါတယ်အလွာလိုက် 3% ကနေ 30% အထိအစိုးရကသတ်မှတ်ထားတဲ့နှုန်းထားများကိုဗီဒီယိုရဲ့ပထမ comment မှာဖော်ပြပေးထားမှာပဲနံပါတ်3ကဒစိကောင်းဟုံ 4% ကိုလည်းဝယ်သူကပဲဆောင်ရမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးကတော့မိတ်ဆွေအတွက်အကျိုးတစုံတရာရှိခဲ့ရင်ကျွန်တော်စီတူမင်းမှာဝမ်းသာပါတယ်ခင်ဗျာအများသိအောင်လည်း share ခဲ့ပေးပါဦးနော်